ဒါကဘာငါလဲဒါကတော့ကြောက်ငါအနီ leopard coral grouper ဖြစ်ပါတယ်တပိတ်တာကိုရွှမ်းနွေရဝင်းကျင်မြန်မာငွေ9000ကျော်ရှိပါတယ်ဒါကဘာငါလဲဒါကတော့ငါးကြွက် Chromileptus altivalis ဖြစ်ပါတယ်တပိတ်တာကိုရွှမ်း900ဝင်းကျင်မြန်မာငွေ2တိုင်းခွဲခန့်ရှိပါတယ်ဒါကဘာငါလဲဒါကတော့ငါးလက်ကြောက် devil ray ဖြစ်ပါတယ်တပိတ်တာကိုရွှမ်း20ဝင်းကျင်မြန်မာငွေ1000ခန့်ပဲရှိပါတယ်ဒါကဘာငါလဲဒါကတော့ကြားတစ်ကြောက်ငါ Chaya grouper ဖြစ်ပါတယ်တပိတ်တာကိုရွှမ်း60ဝန်းကျင်မြန်မာငွေ3000ခန့်ရှိပါတယ်ဒါကဘာငါလဲဒါကတော့ငါးမင်းသား Napoleon West ဖြစ်ပါတယ်တပိတ်တာကိုရွှမ်း800ဝန်းကျင်မြန်မာငွေ4သိန်းခန့်ရှိပါတယ်ဒါကဘာငါလဲဒါကတော့တဘာဝရွှေငါးဤ wild large yellow croaker ဖြစ်ပါတယ်တပိတ်တာကိုရွှမ်း10,000ဝန်းကျင်မြန်မာငွေ350နီးပါးအခြေတန်းကိုရှိပါတယ်ဒါကဘာငါလဲဒါကတော့ဒါငါ Colia nessus ဖြစ်ပါတယ်တပိတ်တာကိုရွှမ်း1000ဝန်းကျင်မြန်မာငွေ10သိန်းခန့်ရှိပါတယ်ဒါကဘာငါလဲဒါကတော့ငါးတလောက် reefs shed ဖြစ်ပါတယ်တပိတ်တာကိုရွှမ်း400ဝန်းကျင်မြန်မာငွေ2သိန်းခွဲခန့်ရှိပါတယ်ဒါကဘာငါလဲဒါကတော့ငါးဖောင် puffer fish ဖြစ်ပါတယ်တပိတ်တာကိုရွှမ်း9ချေဝန်းကျင်မြန်မာငွေ2000ခွဲခန့်ရှိပါတယ်ဒါကဘာငါလဲဒါကတော့ငါးစိန် green wasp ဖြစ်ပါတယ်တပိတ်တာကိုရွှမ်း150ဝန်းကျင်မြန်မာငွေ9000ကျော်ရှိပါတယ်ဒါကဘာငါလဲဒါကတော့ငါးပါနီ greater amberjack ဖြစ်ပါတယ်တပိတ်တာကိုရွှမ်း80ဝန်းကျင်မြန်မာငွေ4သိန်းခန့်ရှိပါတယ်ဒါကဘာငါလဲဒါကတော့တူနာငါtuna ဖြစ်ပါတယ်တပိတ်တာကိုရွှမ်း400ဝန်းကျင်မြန်မာငွေ2သိန်းခွဲခန့်ရှိပါတယ်ဒါကဘာငါလဲဒါကတော့ကက်ကတစ် full finger thread fin ဖြစ်ပါတယ်တပိတ်တာကိုရွှမ်း4ဖီဝန်းကျင်မြန်မာငွေ2000ခန့်ရှိပါတယ်ဒါကဘာငါလဲဒါကတော့ငါးကောင် sea bass ဖြစ်ပါတယ်တပိတ်တာကိုရွှမ်း3ဖီဝန်းကျင်မြန်မာငွေ1000ခွဲခန့်ရှိပါတယ်ဒါကဘာငါလဲဒါကတော့မျက်လုံးချင်းငါးနီ big eye ဖြစ်ပါတယ်တပိတ်တာကိုရွှမ်း3ဖီဝန်းကျင်မြန်မာငွေ1000ခွဲခန့်ရှိပါတယ်